ကျွန်တော်တို့ United အသင်းပါဝင်တဲ့2026-2029ရာသီရဲ့ Champion League ပွဲစဉ်တွေဆိုရင်ထွက်လာရဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ United အသင်းဟာဆိုရင် Champion League ကိုပေါ့နော်နောက်ဆုံးအနေနဲ့2023-2024ရာသီမှာကန်ခဲ့တယ်ဆိုတော့အခုနှစ်အကြာမှာတကြောပြိုင်မှာ Champion League ကိုပြန်လေတက်လန်းခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တုန်းကကန်တဲ့ပုံစံဟာဆိုရင်အခုပုံစံနဲ့မတူဘူးပေါ့နော်အဲ့တုန်းကဆိုရင်ဒီ၄သင်းပါတဲ့အုပ်စု၈စုခွဲပြီးမှဒီအုပ်စုတစ်စုစီကဒီအမတ်အများဆုံးနှစ်သင်းက16တင်းအဆင့်စီကိုတက်လန်းတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိကန်တဲ့ပုံစံကဒီစုပေါင်းအသင်း36တင်းစလုံးကဒီ league ပုံစံကန်တယ်ပေါ့နော်ဆိုတော့တတင်းကပြိုင်ဘက်10တင်းနဲ့တွေ့ရမယ်ပေါ့နော်10တင်းနဲ့တွေ့ရမယ်အင်ကွင်း၄ပွဲကစားရမယ်အဝေးကွင်း၄ပွဲကစားရမယ်ဆိုတော့အဲ့36တင်းကိုဒီ6တင်းဆိုမှမေဦး၄ဦးခွဲလိုက်တယ် ranking အရဆိုတော့ United အသင်းကမေဦးနှစ်မှာပါတယ်ဆိုတော့မေဦးနှစ်မှာပါပဲမဲ့လေဒီကိုယ့်ရဲ့ league ကကလပ်အသင်းမဟုတ်ရင်ဒီကိုပါတဲ့မေဦးတွေကနှစ်တင်းနဲ့ကစားရတယ်ဆိုတော့မေအိုတစ်က2တင်းမေအို2က2တင်းမေအို3က2တင်းမေအို4က2တင်းဆိုစုပေါင်း8တင်းနဲ့ကစားရမှာဆိုတော့အင်ကွင်း4ပွဲအဝေးကွင်း4ပွဲကစားရမှာဆိုတော့အဲ့လိုကန်တဲ့အချိန်မှာ league ပုံစံကန်တဲ့အချိန်မှာအမှတ်အများဆုံးပေါ့နော်အဆင့်1ကနေရှေ့ရတဲ့အတင်းတွေကြတော့ဒီ16တင်းအဆင့်ကိုတိုက်ရိုက်တက်လန်းနိုင်မှာဖြစ်ပြီးတော့ဒီအဆင့်9ကနေ24ရတဲ့အတင်းတွေကြတော့ဒီပေါ့နော်ဒီကျန်တဲ့8နေရာအတွက်ပေါ့နော်ဒီ play off ပြန်ကန်ပြီးတော့16တင်းအဆင့်ကိုတက်လန်းရမှာဖြစ်တယ်ပေါ့နော်ဒီ25ကနေ36ရတဲ့အသင်းတွေကြတော့တရိုက်ထွက်ရမှာပေါ့နော်ဒီလိုပုံစံနဲ့ကစားတာဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော် United အသင်းကမေအိုတစ်ထဲကနေဒီ Bayern Munich အသင်းကိုအင်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီးတော့ Atletico Madrid အသင်းကိုကြတော့အဝေးကွင်းမှာတော့ရောက်ကစားရမှာဖြစ်တယ်ဆိုတော့မေအိုနစ်ကဒီ Roma အသင်းကိုကြတော့အင်ကွင်းမှာကစားရမှာဖြစ်တယ်လို့ဒီ Sporting Lisbon အသင်းကိုကြတော့အဝေးကွင်းမှာတော့ရောက်ကစားမှာရမှာဖြစ်တယ်ဆိုတော့မေအို3ကဒီ RB Leipzig အသင်းကိုအင်ကွင်းမှာကစားရမှာဖြစ်တယ်Villarreal ကိုကြတော့အဝေးကွင်းမှာတော့ရောက်ကစားရမှာဖြစ်တယ်ဆိုတော့မေအို၄ကဒီပေါ့နော်ဒီအစာပိုင်းကျန်နိုင်ငံရဲ့ကလပ်အသင်းဖြစ်တဲ့စပတ်အသင်းကိုကြတော့အင်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီးတော့ဒီအဝေးကွင်းမှာဆိုရင်ကိုမိုပေါ့နော်အီတလီကလပ်ကိုမိုအသင်းကိုတော့ရောက်ကစားရမှာဖြစ်တယ်ဆိုတော့ဒီအုပ်စုအနေထားကိုကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်အရန်တက်တဲ့အုပ်စုမဟုတ်ပေမဲ့လည်းဒီအသင်းအားလုံးကိုကြည့်လိုက်မယ်ဆိုရင်သူတင်ကိုတင်ကစားနိုင်တဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့် United အသင်းတွေနဲ့ဒီအရန်မခတ်ပေမဲ့လည်းဒီအုပ်စုအနေထားရဒီအရန်လွယ်တဲ့အုပ်စုတော့မဟုတ်ပေါ့နော်ဒီတေချာပေါက်ဂယုစိုက်ကစားရမယ်အုပ်စုဒီပွဲစဉ်တွေတော့မြင်တယ်ပေါ့နော်အုပ်စုမို့ပွဲစဉ်တွေတော့မြင်တယ်ဆိုတော့ဒီထဲမှာမှပြိုင်ဘက်အသင်းတွေကိုကြည့်လိုက်မယ်ဆိုရင်အင်အားအကြီးဆုံးလို့ပြောရမယ်ပေါ့နော်ဒီ Bayern Munich ပေါ့နော်ဒီလက်ရှိသူတို့ရဲ့German Bundesliga ရဲ့ champion ဖြစ်တယ်ဆိုတော့ Bayern Munich အသင်းနဲ့ United အသင်းကထိပ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်73ချိန်တွေ့ထားတယ်ဒီထဲမှာမှ United အသင်းက3ချိန်နိုင်ထားတယ်6ချိန်ရှုံးထားပြီးတော့4ချိန်တေချထားတယ်4ပွဲတေချထားတယ်ပေါ့ဆိုတော့နောက်ဆုံးတွေ့ထားတယ်ပေါ့နော် United အသင်းနောက်ဆုံး Champions League ကန်ထားတဲ့ဒီ2023-2024ရာသီမှာဆိုရင် United အသင်းကနှစ်ကြော့ပေါင်း4-3ဆိုရတဲ့နဲ့ရှုံးမှာ Champions League ကနေထွက်ခဲ့ရတယ်ပေါ့ဆိုတော့လက်ရှိ United ရဲ့ပေါ့နော် squad တဲ့အရဆိုရင် Bayern Munich အသင်းကိုနိုင်ဖို့ဆိုတာအင်တန်မှခဲရင်ပါတယ်ဆိုတော့ United အသင်းနေနဲ့ Bayern Munich ကိုပေါ့နော်အနည်းဆုံးတမတ်ရရင်ကိုကျင်းနေရမယ့်အနေထားလို့မြင်တယ်ပေါ့နော်ဆိုတော့တကယ်ကိုခတ်မဲ့ပွဲစဉ်ဖြစ်တယ်နောက်တဲ့အနေနဲ့ Atletico Madrid ပေါ့နော်မနစ်ကသူတို့ရဲ့ league မှာအဆင့်၄နေရာမှာရပ်တည်ခဲ့တယ်ဆိုတော့ United အသင်းနဲ့၄ချိန်တွေ့ထားတဲ့နေရာမှာ2ချိန်ရှုံးပြီးမှ United အသင်းက2ချိန်ရှုံးပြီးမှ2ချိန်တေချထားတယ်ပေါ့နော်ဆိုတော့နိုင်ပွဲမရဘူးသေးပေါ့နော် Atletico Madrid အသင်းကိုကြတော့ဒါပေမဲ့ဒီ pre-season ကဒီရလက်တော့ထိတွက်လို့မရဘူးဗျာ pre-season မှာ United အသင်းက2-1နဲ့နိုင်ထားပေါ့အဲ့တော့ဆိုရင်ကစားသမားကဒီ squad တက်ကအပြည့်စုံနဲ့မဟုတ်ပေါ့ဆိုတော့ဒီ official ရတော့ United အသင်းက Atletico Madrid အသင်းကို၄ချိန်တွေ့တဲ့နေရာမှာ2ချိန်ရှုံးမှ2ချိန်တေချထားတယ်ဆိုတော့နောက်ဆုံးတွေ့ထားတဲ့2021မှာဆိုရင်16တင်း Champions League 16တင်းအဆင့်မှာ United အသင်းကဒီ2-1ဆိုရတဲ့နဲ့ရှုံးထားတဲ့ရှုံးထားတဲ့မှတ်တမ်းရှိရပေါ့နော်ဆိုတော့အားလုံးအတိတဲ့အတိုင်းပဲဒီ Atletico Madrid အသင်းဟာဆိုရင်ဒီနီးပြစီမီယိုနီရဲ့လက်အောက်မှာတကယ်ကိုခံစစ်မာတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့် United အသင်းနေနဲ့ဒီခက်ရှင်ပြန်ကစားရမယ့်ပွဲဖြစ်တယ်ပေါ့နော်လွယ်ကူမဲ့ပွဲစဉ်တော့မမြင်ဘူးဆိုတော့ United နဲ့ဒီပွဲကိုတေချာပေါ့ခက်ကစားရမှာဖြစ်တယ်နောက်တစ်တင်းကျတော့ Roma အသင်းဆိုတော့မနစ်ကသူတို့ရဲ့ဒီ Italy Serie A မှာအဆင့်3နဲ့ရပ်တည်ခဲ့တယ် United အသင်းတွေကျတော့တွေးဆုံမှုမှတ်တမ်းက9ချိန်ရှိတယ်
United အသင်းက9ချိန်နိုင်ထားတယ်တစ်ချိန်ရှုံးထားတယ်တစ်ချိန်တေးကျထားတယ်ဆိုတော့မှတ်တမ်းအနေနဲ့ United အသင်းကအတားဆီးရတဲ့အနေအထားမှာရှိတယ်ဒီဟာဒီသူတို့ရဲ့ရာဒီဖွင့်ပွဲမှာကြည့်မယ်ဆိုရင်သူတို့ကဒီ Fiorentina အသင်းကိုဒီ 4-0 ဆိုတဲ့ရလဒ်နဲ့နိုင်ထားရပါတော့တက်စစ်အားကောင်းတဲ့အနေအထားမှာတွေ့ရတယ်ဒါမဲ့လည်းကျွန်တော် United အသင်းက Roma အသင်းကိုဒီအင်ကွင်းမှာလက်ခံကစားရမှာဖြစ်တဲ့အတွက်ကြောင့်အာသာချက်အနေနဲ့ရှိတယ်ဆိုတော့ဒီပွဲကိုကျွန်တော်အနေနဲ့တော့ United အသင်းအနေနဲ့တော့ရလဒ်ကောင်းမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်သင်းအနေနဲ့ကျတော့ Sporting Lisbon အသင်းကိုကျတော့အဝေးကွင်းမှာတွားရောက်ကစားရမှာဆိုတော့ Sporting Lisbon ကမနစ်ကရသည်သူတို့ရဲ့ဒီ Portuguese League မှာအဆင့်2နေရာနဲ့ရပ်တည်ထားတယ်ထိတိုက်တွေ့ဆုံမှုကျတော့4ချိန်ရှိတယ် United အသင်းက3ချိန်ရထားတယ်3ချိန်အနိုင်ရထားတယ်တစ်ချိန်တရေကျထားတယ်ဆိုတော့ထိတိုက်တွေ့ဆုံမှုမှတ်တမ်းရကောင်းဝင်မိလဲပေါ့နော်အားလုံးသိတဲ့အတိုင်းပဲဒီနောက်ပိုင်းတွေမှာဒီ Sporting Lisbon ရဲ့အင်ကွင်းမှာကြုံမှုကဘေးတင်းလာရုန်းကန်ရတဲ့အနေအထားမှာရှိတဲ့အတွက်ကြောင့် United အသင်းအနေနဲ့လွယ်ကူမဲ့ပွဲစဉ်တော့မဟုတ်ဘူးရက်လက်ကောင်းဖို့ဆိုရင် United အသင်းနဲ့တခြားပေါ့ခက်ခဲကစားပြီးမှပဲရနိုင်မဲ့အနေအထားမှာရှိလို့မြင်တယ်ပေါ့နော်နောက်တစ်တင်းကျတော့ RB Leipzig အသင်းပေါ့နော်သူ့ကျတော့ United အသင်းအနေနဲ့အင်ကွင်းမှာလက်ခံကစားရမှာဖြစ်တယ်မနစ်ကသူတို့ရဲ့ league မှာဆိုရင်အဆင့်က3နေရာမှာရပ်တည်ထားတယ် United အသင်းနဲ့ကျတော့2ချိန်ပဲတွေ့ထားတယ် United အသင်းကတစ်ချိန်နိုင်တယ် RB Leipzig အသင်းကတစ်ချိန်နိုင်ထားတယ်ဆိုတော့ United အသင်းကနိုင်ရဲ့နေရာမှာ9-0နဲ့နိုင်ဘူးသလို RB Leipzig အသင်းကလည်း 3-2 ဆိုရလာတဲ့ United အသင်းကိုနိုင်ဘူးတယ်ဆိုတော့ United အသင်းကအင်ကွင်းမှာလက်ခံကစားမှာဖြစ်တဲ့အတွက်ကြောင့်အားသာချက်တော့ရှိပေမဲ့လည်းပို့လို့မရတဲ့အနေအထားမှာရှိဘာလို့လဲဆိုတော့သူတို့အနေနဲ့ Champions League အုပ်စုအဆင့်ပွဲစဉ်မှာ2021-2022ရာသီမှာဒီကျွန်တော်တို့ရဲ့မြို့ခံပြိုင်ပွဲ Man City ရဲ့အသင်းကိုပေါ့နော်အင်ကွင်းမှာ 2-1 ဆိုရတဲ့နိုင်ပွဲရမှတ်တမ်းရှိတဲ့အတွက်ကြောင့် United အသင်းအနေနဲ့သူတို့ရဲ့တိုက်စစ်အားကောင်းတဲ့ပုံစံကစားပေါက်ကိုကျွန်တော် United အသင်းနဲ့တခြားသားစီးပြီးမှရလက်ကောင်းဖို့အတွက်အင်ကွင်းအားသာချက်တခြားလေး PPPC ကစားမှပဲရလက်ကောင်းနိုင်မယ့်အနေထားလို့ကျွန်တော်မြင်တယ်နောက်တစ်တင်းအနေကျတော့ Villarreal Club Villarreal ရဲ့အသင်းဆိုတော့သူ့ကိုကျတော့ United အနေနဲ့အဝေးကွင်းမှာတွားရောက်ကစားရမှာပေါ့နော်ဆိုတော့မနစ်ကသူတို့ရဲ့ league မှာဆိုရင်ဒီ La Liga မှာဆိုရင်အဆင့်3နေရာမှာသူတို့ရပ်တည်ထားတယ်ဆိုတော့ထိပ်တိုက်တွေးဆုံမှုရ United တင်းနေကြတော့9ချိန်ရှိတယ်9ချိန်မှာတစ်ချိန်စီနိုင်ထားတယ်တရေက9ပွဲကျထားတယ်ဆိုတော့အားလုံးလည်းမမိကြမယ်ထင်တယ်ပေါ့2021ဒီ Europa League Final မှာ United တင်းကဘိုလူပွဲမှာပေါ့နော် Final မှာ Villarreal တင်းကိုရှုံးခဲ့ပြီးမှဖလားလွဲခဲ့ရတယ်ဆိုတော့အဲတော့လည်းမမှတ်ရဘူးเนาะကျွန်တော်ဆိုတညလုံးအိတ်မပြော1 0လုံးเนาะဆိုတော့ United အသင်းကိုအမြဲတမ်းဒုက္ခပေးတဲ့အသင်းလည်းဖြစ်တယ်ပေါ့နော် United အသင်း Villarreal နဲ့အသင်းအမြဲတမ်းရုန်းကန်ရလဲရှိတယ်ဆိုတော့ United အသင်းအနေနဲ့ဒီချိန်မှာလည်းထပ်ပြီးတော့ရလက်ကောင်းဖို့ဆိုရင်တခြားပေါ့ပေါ့နော်ရုန်းကန်ရလိုက်ပြီလို့ထင်တယ်ပေါ့နော်ဆိုတော့လွယ်နေတော့ရလက်ကောင်းနိုင်မှာတော့မဟုတ်ဘူးဆိုတော့ခက်ခက်ကစားရမယ့်ပွဲလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါမဲ့လည်းကျွန်တော်ပါစင်နယ်ရဆိုကျွန်တော်ဒီခါတော့ United အသင်းအနေနဲ့အဝေးကွင်းမှာကစားရခက်ပေမဲ့လည်းပေါ့နော်ရှုံးကြွေးကိုပြန်ပြီးမှဆက်ချင်တယ်ပေါ့နော်ဒါမဲ့လည်းဒီကျွန်တော် United ရဲ့လက်ရှိ squad တဲ့အရာဆိုရင်လွယ်ကူမဲ့ပွဲစဉ်တော့မဟုတ်ဘူးခက်ခဲကစားရမယ့်ပွဲစဉ်လို့မြင်တယ်နောက်တစ်သင်းအနေနဲ့ဒီစားဘက်ပေါ့နော်အဇာဘိုင်ဂျန်နိုင်ငံရဲ့ champion ပေါ့နော် champion ကလပ်အသင်းသူကလပ်တည်ထောင်လာဆိုရင်လက်ရှိမှာဆိုရင်တသန်းအနေနဲ့6နှစ်ပဲရှိသေးတယ်ဒါပေမဲ့လည်းသူတို့ကဒီ Israel Club ကိုဒီ play-off မှာနိုင်ပြီးတော့ဒီကျွန်တော်တို့ Champion League ကိုပထမဆုံးအနေနဲ့တက်လန်းလာတဲ့ကလပ်အသင်းဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ပွဲစဉ်တွေထဲမှာဆိုရင် United အသင်းအတွက်ဘယ်လိုပြောမလဲအနည်းဆုံးအသင်းဖြစ်ပေမဲ့လည်းသူတို့ United သူတို့အနေနဲ့ဒီ Champion League ကိုပထမဆုံးတက်လန်းလာတဲ့အတွက်ကြောင့်သူတို့အနေနဲ့အင်တိုက်အားတိုက်နဲ့ကစားမှာဖြစ်တယ်ပေါ့နော်အစွမ်းကုန်ကစားမှာဖြစ်တယ် United အသင်းအနေနဲ့သူတို့ကိုအင်ကွင်းမှာလက်ခံကစားရမှာလည်းဖြစ်တယ်ကလပ်အသင်းရဒီခွာခြားချက်အများကြီးရှိတဲ့အတွက်ကြောင့်အနိုင်ရမှာဖြစ်ပေမဲ့လည်းပေါ်စားလို့မရတဲ့အခြေအနေမှာရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့တေချာပေါ့ဒီပွဲမှာကျွန်တော်အနိုင်ရလက်တုံးမရမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ပွဲအနေနဲ့ဆိုခုမိုအသင်းဆိုတော့မနစ်ကဒီနီးပြပေါ့နော် Fabricate လက်အောက်မှာဆိုရင်သူတို့အဆင့်လေးရမှ Champion League ဝင်ခွင့်ရထားတဲ့အသင်းဖြစ်တယ်ပေါ့နော်ပထမဆုံးအချိန် UCL ဒီ Champion League ကိုကန်ရတဲ့အသင်းနဲ့ဖြစ်တယ်ပေါ့နော်သူတို့ club တင်တမိုင်းတစ်လျှောက်မှာဆိုတော့ဒါပေမဲ့လည်းပေါ့နော် United အသင်းအနေနဲ့ဒီလက်ရှိပြိုင်ဘက်တွေထဲမှာဆိုရင်အနည်းဆုံးကဒီခိုမွန်နဲ့စာဘက်အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ United အသင်းအနေနဲ့တော့ဒီအသင်းကိုအဝေးကွင်းမှာတွားရောက်ကစားမှာဖြစ်ပေမဲ့လည်းဒီအုပ်စုအသင်းကနေတက်ချင်ပေါ့နော်ဒီပွဲကိုတော့တေချာပေါက်ရက်လက်ကောင်းကစားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုတော့
တခြားပေါ့ United အသင်းအနေနဲ့ရလိုက်ကောင်းနိုင်မယ်လို့မြင်တယ်ဒီကျွန်တော်အမြင်ရပြောရပဲဆိုရင်ဒီရှစ်ပွဲလုံးကစားပြီးချင်မှာ United အသင်းအနေနဲ့အဆင့်1 to 8အတွင်းဝင်ပြီးမှဒီ16တင်းအဆင့်ကိုတိုက်ရိုက်တက်လန်းဖို့ဆိုရင်လက်ရှိကျွန်တော်တို့ရဲ့ squad တက်ရဆိုကျွန်တော်အနေနဲ့ပြောမယ်ဆိုတိတ်ပြီးမှ confident တော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းဒီ6ကနေ24အတွင်းဝင်ပြီးမှဒီ play off ကန်ရဖို့ဆိုကျွန်တော်အနေနဲ့တခြားပေါက်ဒါတော့ United အသင်းအနေနဲ့ဝင်နိုင်မယ်လို့ထင်တယ်ဒါပေမဲ့ဘယ်လိုဖြစ်ဖြစ်လေကျွန်တော် United အသင်းကိုကျတော့ကျွန်တော်မျှော်လင့်ရမှာပေါ့နော်ဘယ်လိုပြောမလဲတိတ်ကနေရှစ်အတွင်းဝင်ပြီးမှတိုက်ရိုက် play တိုက်ရိုက်16တင်းအဆင့်ကိုစားရဖို့မျှော်လင့်ရမှာပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့တိတ်တော့ confident မရှိဘူးเนาะဒါပေမဲ့စောင့်ကြည့်ရမှာပဲဖြစ်တယ်ဆိုတော့လက်ရှိချိန်မှာကျွန်တော်တို့ United အသင်းနေနဲ့ပေါ့เนาะဘေးအသင်းနဲ့စကန်ရမယ်ဆိုတော့မသိသေးဘူးပေါ့เนาะဒါပေမဲ့ဒီလ29ရက်နေ့မတိုင်ခင်တော့သိရမယ်လို့သတင်းကြားသိရတယ်ပေါ့เนาะဆိုတော့နောက်လပထမဆုံးအဖွင့်ပွဲစဉ်တော့စက်တင်ဘာ10ရက်9ရက်10ရက်ပေါ့เนาะဒီဗုဒ္ဓဟူးအင်္ဂါဗုဒ္ဓဟူးကြာလာပြည်နေ့မှာစကန်မှာဖြစ်တယ်ပေါ့เนาะဒီတရားရမှာ United အသင်းနေနဲ့အဖွင့်ပွဲစကန်ရမှာဖြစ်တယ်ပေါ့เนาะညီကိုရဲ့အနေနဲ့ဒီကျွန်တော်တို့ United အသင်းနေနဲ့16တင်းအဆင့်ကိုတိုက်ရိုက်တက်လန်းနိုင်မလို့ထင်လားဒါမှမဟုတ်ရင်လည်းဘေးအဆင့်မှာရမယ်လို့ထင်တယ်ပေါ့ဒါမှမဟုတ်ရင် play off ကိုထက်ကန်ပြီးမှပဲ United အသင်းနဲ့ရောက်မယ်လို့ထင်လားညီကိုအနေနဲ့ဒီ comment မှာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးကြလို့ရပါတယ်ဆိုတော့ကြည့်ရှုအားပေးတဲ့ညီကိုအချင်းစီတော်ကြည့်စို့အများကြီးတင်ပါတယ်ကျွန်တော် Manchester United update Facebook page နဲ့ YouTube channel ကိုလည်း follow and subscribe လုပ်သေးဆိုရင် လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကြည့်စို့အများကြီးတင်ပါတယ်